သမီးတာရသမီးတွေဖေဖေစာကြည့်စပွဲလေးလုပ်ပေးခဲ့တာမှတ်မိလား ဒီစပွဲရဲ့ညနေဖြင်ကဖေဖေသမီးတို့မောင်နှမ၄ယောက်က6လောက်၄ချောင်း အဲ့6တော့တွေစုံနေမှဒီစပွဲလေးကလည်းခိုင်မာမှသမီး မိဘတွေကသားသမီးအားလုံးကိုချစ်ပါလေဒါပေမဲ့အားလုံးတော့တန်းတူမဟုတ်ဘူး ဖေဖေကလေနင်းအတွက်ကတော့ကျင်နာတတ်တဲ့အဖေတယောက်လိုဖြစ်ကောင်းဖြစ်လိမ့်မယ်ငါတို့အတွက်ကလေစီကံကြည့်ပြီးဘာမှတိုင်မယ်လို့မရတဲ့သူတဘောတိုက်သူလှုပ်တက်တဲ့အေးဆက်တဲ့အဖေတယောက်ပဲ ဒီအင်းကြီးမှာလေဖေဖေကနင်းအတွက်ဖြစ်နေတဲ့ချင်းမိမေကငါအတွက်ဖြစ်တည်ခဲ့ စိတ်ဆိုးပါမယ်ရှော့ဝါနာလေဘာဝါနာလဲဒီမှာသူမဲကောင်ရှိခဲ့နောက်တစ်ကောင်ငါမလို့ချင်တော့ဘူးအမိုင်းဆိုဘာလဲမြတ်တော့ နေ့ဒီပရိဘောကပစ္စည်းအဟောင်းမြင့်နေပြင်းတဲ့လောက်ကလို့တခြားရွေးချယ်မရှိတော့ဘူးလား မင်းကလေးဖြစ်ပြီးတော့ယောက်ျားအလုပ်ကြီးရဲ့လုံတာဘယ်လိုလုပ်ပြီးလူအမြင်တက်တယ်မှာလဲလူအမြင်မကောင်းတဲ့လောက်တော့ငါခွင့်မပြုနိုင်ဘူး ဖေပြောပါဦးလက်သမားလောက်ကတကယ်ပဲဂုံတိတ်ခါမရှိရဲ့အလုပ်လားလို့ ဘယ်သူမှသဘောမတူတဲ့အလုပ်ကိုလုပ်ချင်သမီးဒီမှာမနေတဲ့တော့ ဖေမပြောနေတာတဲ့ အောင်ရမယ်လို့ကြာဆောင်အောင်ပဲလို့အဖေတဲ့တောင်ကြိုက်လို့လောက်ကွာဒီမှာမနေတဲ့ဒီမှာတီဗီမလုပ်နဲ့ ကြောက်တယ် သမီးဒါလေးအမြဲဆွဲထားရင်သမီးနာမှာပြအမြဲရှိနေမှာနော် ဖေအေးအဖေတော့မျက်စိနေမယ်ဆိုအဖေဒီအင်းကိုပေါင်ထားတယ် ကျန်တဲ့ငွေတွေကိုခင်တာရစီကိုလွှဲပေးလိုက်ရမလားကိုကြီးစီကိုပဲလွှဲပေးလိုက်ရ အဖေလှုပ်သွားတဲ့လုပ်ရက်ကလေဒီမိသားစုကိုမတရားလုပ်ခဲ့တာ ဖေလောက်ခဲ့ရတယ်ကောင်တော့ဒီမိသားစုအတွက်ပဲကိုရဲကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ခဲ့တဲ့ဈေးကိုကြီးဘွဲလွန်ထက်တက်လို့ပညာရေးစရိတ်တွေ အဲ့ထက်ပိုသိကျင်နေဆိုလို့ရှိရင်တမန်တော်လိုက်တော့ပြီနင့်အဖေကိုနင့်ခွင့်သွားမေးပြီတော့ ဟုတ်တယ်ဒီစကားကကြားတော်လာတယ် ဘာမှမလုပ်လေပြော ကိုတင်းတော်ရဲ့သမီးလေးမ အဲ့ဒါအိမ်ကထွက်သွားတဲ့တယောက်ထင်တယ် ဖေရဲ့နောက်ဆုံးချိန်မှာဖေနာမမရှိတဲ့ယူချုံမရအောင်ငါဘာလုပ်မလဲဖေဆောင်းဆောင်းခိုင်းနေဖေသမီးမဆောင်းဆောင်းနိုင်တော့ အဖေနောက်ဆုံးအချိန်ထိနင့်ကိုတန်းတာပြီးတော့နေသွားကြဘာအကြောင်းမှမရှိဘူးခင်ဗျာဟာ သမီးအတားချီတော့ပဲတကောင်ပဲ